မမေတကြံဘီယိုကြီးပဲလုံးနေတော့မှာလားဗျာ ဒါပေါ့တို့ရွယ်အချစ်ရှာမယ်အရွယ်မှမဟုတ်တော့တာစီးပွားရှာမယ်အရွယ်ဒီ ဒါဆိုအိမ်တော်ပြုတော်ဦးပေါ့ ဟုတ်တော့အချစ်တောင်မရှာနိုင်တော့အိမ်အောင်ဘလို့ပြုမှာတော့ကိုပိုးသားရဲ့ မမေတကြံစီကိုအချစ်ကရောက်လာမယ်ဆိုရင်ရော ရှင်အောင်တော်လှုပ်ဖို့စဉ်းစားရင်ရက်တန်းရဲ့နော်ပြည်တကြံတို့ထားတဲ့ standard ကမြင့်နေကွာ မမေတကြံထားရဲ့ stand နဲ့မှီမရောကျွန်တော်မသိဘူးဒါမဲ့မမေတကြံကတော့ကျွန်တော်ရဲ့ stand နဲ့ပဲသိလား ကိုဖိုးသားကြောင်ချောချောမလုံးနဲ့ကျမကင်ထားတဲ့တနခါတော့ရှင်းနှစ်ဖုံးနဲ့စိတ်ဆက်ပြီးသားဖြစ်သွားမယ်နော် အမလေးဗျာမေတော်သားဟိုကလည်းကောင်းမှုတော်ကတနခါလေးကိုမှားထားရမယ်မမေတကြံကိုတနခါတော့မရောက်ပါနဲ့လို့ ကိုဖိုးသားသေဖို့တာပြင်ပြီးတော့ စတာလို့ဟောမောနေလားဘိုက်မဖန်နဲ့တော့ကျွန်တော်လာပြီကဲကျွန်တော်မျိုးအပြစ်ပေးပါတော့အခင်ပါလေးခမရဟာတကယ်လို့တယ် နဲတောင်နဲသေးတယ်ဟွန်း တကယ်နာတာဗျ ဟုတ်တောင်းပန်ပါတယ်အပသွားတယ်ထင်တယ်အောင်ဖွာဟုတ်တော့ကိုဖိုးသားစိတ်ကောက်နေရလားကိုဖိုးသားမကြည့်နိုင်ရင်ကျမကိုပြန်လို့တွေ့ကြသေးတာပေါ့ကွာဟော အာလူရုံမှာ မမေတချန်နာရလွတ်ပါအောင်ဗျ မလို့ဖို့ရှစ်ဘိုက်ကြောဖြစ်အောင်လိန်ပြီးမယ်အခွင့်အရေးယူစီအောင်ဟဲ့ နားတယ်ဗျ